ရားသခင်ဤသူတငယ်ယေရှုအခြေပြုကြံချက်ဤလောက၏အပြစ်ကိုဆောင်ယူသွားသောဘုရားသခင်ဤသူတငယ်ကိုကြည်ကြလော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး1ငွေ29ဖတ်ရန်ကြံချက်ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး1ငွေ29မှ40နှစ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည်အခြားသောခရစ်ဝင်ကျမ်းတို့ထက်အချက်လက်ပေါင်းများစွာရှိပါသည်ခရစ်ဝင်ကျမ်းတို့ထဲတွင်နောက်ကျဆုံးရေးသားသောကျမ်းလေးဖြစ်၍ခရစ်တော်၏တတ်တော်စဉ်နှင့်ကိုတော်၏သစ္စာတရားတို့ပေါ်၌တွေးခေါ်ဆင်ခြင်ရေးအတွက်နှစ်ပေါင်း90ကျော်များအချိန်ရခဲ့ပြီးမှရေးသားခဲ့ခြင်းဖြစ်သည်ဤကျမ်းသည်ခရစ်တော်၏ဩဝါဒများနှင့်ကိုတော်၏အမှုတော်မြတ်ကိုအနှံ့ဖွင့်ဖော်ပြပေးရန်အာသီသစိုက်ခဲ့သည်ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ခရစ်တော်၏မွေးဖွားတော်မူခြင်းဗတ္တိဇံနှင့်ချင်းမင်္ဂလာခံတော်မူခြင်းစုံစမ်းနှောက်ယှက်ခြင်းတောင်ပေါ်၌အစင်းသဏ္ဍာန်ပြောင်းလဲတော်မူခြင်းဖြစ်ရနောက်ဆုံးသောညစာဂေသရှိမန်ဥယျာဉ်ထဲ၌ပြင်းပြသောစိတ်ဝေဒနာခံစားရပုံနှင့်ဥပမာတော်များမပါတော့လေကိုရောဤအံ့ဘွယ်နမိတ်လက္ခဏာကြီး9ပါးကိုဖော်ပြပြီးထိုနမိတ်လက္ခဏာများဤအထိပ္ပယ်တို့ကိုတေချာစွာရှင်းပြခဲ့သည်ခရစ်တော်ဤလူစားတိတို့ကိုပါပေါ်လွင်အောင်ရေးသားပြခဲ့သည်ထို့ပြင်အရေးကြီးလာသည့်အချက်တစ်ချက်မှာဗတ္တိဇံနှင့်ချင်းဆရာယောဟန်ကသူသည်ကြွလာမည်မေရှိယအတွက်ကြိုတင်သက်သေခံရန်ဖြစ်ကြောင်းထိုသခင်ကိုယုံကြည်ကြရေးအတွက်သက်သေခံရန်လာကြောင်းအလင်းတော်ဖြစ်တော်မူသောခရစ်တော်ကိုသက်သေခံရန်လာရောက်သည်ဖြစ်ကြောင်းကိုရှင်းပြပြီးဤလောက၏အပြစ်ကိုဆောင်သွားသောဘုရားသခင်၏တိုးတငယ်ကိုကြည်လောဟု၍ယေရှုကိုလက်ညှိုးထိုးညွှန်ပြလိုက်လေတော်သည်ပိုက်တဲ့ဘုရားသခင်ဤတိုးတငယ်တော်ဣဇက်ကိုရစ်ပူဇော်ခါနေတွင်အာဗြဟံကတိုးတငယ်ကိုဘုရားသခင်သည်မိမိအဖို့ပြင်ဆင်တော်မူလိမ့်မည်ဟုသောစကားကိုတတိယဖို့လိုသည်ကပောက်ကျန်ခန်းကြီး20အငယ်ရှိယေရှုသည်လူတို့၏တိုးတငယ်မဟုတ်ဘုရားသခင်၏တိုးတငယ်ဖြစ်သည်ကာကြီးဘုရားသခင်အားရစ်ပူဇော်ရာ၌အသုံးပြုရသောတိုးတငယ်မှန်သမျှသည်အပြစ်အနာစာကင်းမဲ့ရသည်ခရစ်တော်သည်ဘဝအသက်တာ၏စုံစမ်းနှောက်ယှက်ခြင်းလောက၏အပြစ်ဒုစရိုက်တွင်၌ရှောက်သွားစေခဲ့ကမူအပြစ်ကင်းမဲ့ခဲ့သည်ခါကွေထို့သောတိုးတငယ်သည်နူးညံ့တိမ်မွေးရသည်ခရစ်တော်နေဖြင့်ခေါင်းငယ်တမန်များကိုဆင့်ခေါ်၍သူ့အားကာကွယ်ဆောက်ရှောက်စေနိုင်တော်လဲကိုရောသည်တီးခန့်စိတ်ရှည်၍ရန်သူများအပေါ်ပင်အပြစ်လွတ်နိုင်ခဲ့သည့်နူးညံ့တိမ်မွေးစိတ်ထားရှိခဲ့သည်ကငယ်တိုးတငယ်သည်အသေးခံရသည်ခရစ်တော်သည်မိမိကိုယ်တော်တိုင်ကစိတ်ပါကိုရောက်ကားတိုင်ထက်၌လောကသားတို့အတွက်အသေးခံတော်မူခဲ့သည်အပိုက်နှင့်ထိုတိုးတငယ်သည်လောက၏အပြစ်ကိုဆောင်ယူသွားသည်ခရစ်တော်သည်အမှုတော်လုပ်ငန်းကိုလှုပ်ဆောင်တော်မူစဉ်အနာရောဂါအမျိုးမျိုးကိုပျောက်စေတော်မူခဲ့သည်မျက်စိကန်းသူများကိုမျက်စိမြင်စေခဲ့သည်ခြေလက်သေးသူများကိုလမ်းလျှောက်သွားစေခဲ့သည်တေသူတို့ကိုအသက်ရှင်ပြန်စေခဲ့သည်သို့သောကိုတော်ကြွလာခဲ့ရခြင်းအဓိကရည်ရွယ်ချက်မှာလူတို့အားအပြစ်ဒုစရိုက်တွင်မှကဲ့ချွတ်ရေးပေသည်ထိုကိစ္စသည်အထက်ဖော်ပြပါလုပ်ငန်းများထပ်သာ၍အရေးကြီးသည်အပြစ်ဒုစရိုက်၏တကူအာနိသင်သည်ကြောက်မက်ဖွယ်ရာဖြစ်သည်အပြစ်၏အခကာတည်ခြင်းပေသည်ထို့သောထာဝရတည်ခြင်းပြစ်ဒဏ်မှလူတို့အားကဲ့တင်ရေးသည်ကိုတော်၏အဓိကလုပ်ငန်းပင်ဖြစ်ခဲ့၏ကာကြီးအပြစ်ကိုဆောင်ယူသွားခြင်း၏အထိပ္ပယ်အရင်မှာအပြစ်ဝင်တို့ကိုချီပင့်ပေးလိုက်ခြင်းလည်းဖြစ်သည်လူသည်အပြစ်ဝင်တို့အောက်၌ပြဝတ်ပိနေစဉ်ကိုတော်ကထိုအပြစ်ဝင်တို့ကိုမြောက်တင်ပေးလိုက်ခြင်းဖြစ်သည်အပြစ်ဒုစရိုက်အောက်၌လဲနေသောလူတို့သည်ယခုဆိုလျှင်ဖျားသခင်၏ကျေးဇူးတော်နှင့်မေတ္တာတော်အားဖြင့်မမရက်လာနိုင်ပါပြီခါကွေဆောင်ယူသွားခြင်းဆိုသည့်ဒုတိယအထိပ္ပယ်မှာထိုအပြစ်ကိုဝန်တို့ကိုဝင်ရောက်ကူညီထမ်းပေးလိုက်ခြင်းလည်းမြည်၏အပြစ်ဒုစရိုက်ကိုဖယ်ရှား၍လူတို့အားချီပင့်ပေးလိုက်ရုံမကထိုအပြစ်ဒုစရိုက်ဝန်တို့ကိုကိုတော်ကဝင်ရောက်ကူညီထမ်းပေးလိုက်ခြင်းဖြစ်ပါ၏ကငယ်ဆောင်ယူသွားခြင်းဆိုသည့်ဒုတိယအထိပ္ပယ်မှာထိုဝန်တို့ကြီးကိုခရစ်တော်ကဖယ်ရှားလိုက်ရုံမကသူကိုယ်တိုင်ကထိုအပြစ်ဤဒဏ်ကိုခံယူလိုက်ခြင်းပင်ဖြစ်၏ခရစ်တော်သည်အပြစ်ကိုချီပင့်ပေး၍ထိုဝန်တို့ကိုကုညီထမ်းပေးလိုက်ရုံမကယခုဆိုလျှင်ထိုပြစ်ဒဏ်ကိုကိုတော်ကခံယူလိုက်သောကြောင့်အပြစ်ဒဏ်သည်ကွယ်ပြောက်သွားပြီဖြစ်ပါ၏အပိုက်တော့တိုးတငယ်ကလူတိုင်းအားခေါ်ဖိတ်နေသည်
ဖတ်သွားခဲ့သောကြံချက်ကိုပြန်ကြည့်ပါကခရစ်တော်သည်နောက်တော်သို့လိုက်နေသောတပည့်တော်နှစ်ယောက်အားသင်တို့သည်အဘယ်အရာကိုအလိုရှိပါသနည်းဟုမေးလိုက်ရာသူတို့ကကိုတော်သည်အဘယ်အရက်မှနေတော်မူသနည်းဟုပြန်၍မေးကြသည်ကိုတော်ကလာ၍ကြည့်ကြလောဟု၍မိန့်တော်မူလိုက်ပါသည်ဤစကားတော်ကခရစ်တော်၏ခေါ်ဖိတ်လိုက်သောစကားတော်တရက်ပင်ဖြစ်ပါ၏ကိုတော်ကမယုံလျင်သူတို့ကိုယ်တိုင်လာ၍ကြည့်ရှုကြရန်ဖိတ်ခေါ်လိုက်ခြင်းဖြစ်ပါ၏ယနေ့တိုင်လဲကိုတော်ကလာ၍ကြည့်ကြလောဟုလူတိုင်းအားဖိတ်ခေါ်နေပါသည်နိဂုံထိုတပည့်တော်နှစ်ဦးသည်ခရစ်တော်၏ခေါ်ဖိတ်တော်မူခြင်းကိုလက်ခံပြီးနောက်တော်သို့လိုက်လံကြည့်ရှုခဲ့ရာမိုးချုပ်တည်တိုင်အောင်ကိုတော်နှင့်အတူနေခဲ့ကြသည်ထိုသို့တွားရောက်ကြည့်ရှုခဲ့ခြင်းကြောင့်လည်းကိုတော်၏နောက်တော်လိုက်များပင်ဖြစ်သွားခဲ့သည်ယနေ့လည်းခရစ်တော်ဒီဟုသောတိုးတငယ်ကလူတိုင်းကိုခေါ်ဖိတ်နေပါသည်ထိုခေါ်ဖိတ်ခြင်းကိုယနေ့ပင်သင်သည်လည်းလက်ခံရန်အသင့်ရှိပါသလားဤတရားဟောချက်ကိုဆရာကြီးတန်လွင်ဖေသွင်းရေးသားသောတရားဟောချက်ပေါင်းချုပ်စာအုပ်မှာကောက်နှုတ်တင်ပြခြင်းဖြစ်ပါသည်နာတော်တာရှင်သူများပေါ်ဖျားသခင်ထံမှလာသောညီတဝမ်းမြောက်ခြင်းခံစားရရှိပါစေ